ပြဿနာတွေကတော့စပြီးကြောက်ခိုင်း ဒါမင်းတို့ပြောရလေတုံ့ပြန်မှုတွေကတော့လာတော့မယ်ဆိုတော့ တို့ကဘာလို့ကြမှာ ရုံးပြန်မှာရုံးကလည်းချင်းလူတိပြီးတော့ပါ အေးပြန်မယ်ကွာလိုင်းပေါ်လည်းတည်ရင်တော်တော်စုံနေတက်တော့ တယောက်နေဒီမှာကွာလိုင်းပေါ်မှာလည်းသတင်းတွေကစုံနေတာပဲငါတို့ပြန်လာတဲ့လန်ကီလည်းဘာမှမဖြစ်ပါဘူးအဲ့ငါတို့ပြန်တဲ့လန်ကီကဂိတ်တစ်ခုမှအောင်ချနေကြတယ်ငါတို့အဲ့ချိန်အဲ့မှာရှိနေတာပဲဘာမှမဖြစ်ပါဘူး အေးလေ ဖေအောင်ကွန်မန့်နေရှောက်မှန်းမနေနဲ့ဦးမင်းအစဲခံနေအောင်မယ် အေးပါမမှတ်ပါဘူးကွာ ဒီကွာအဲ့ဒါတွေကလည်းတစ်မျိုးဘာလို့တွေကလည်းအစဲခံမှာဆိုလို့မျိုးသိမ့်ထားတာတွေများနေပြီကွာလူတွေကလည်းမဟုတ်ပါဘူးမဖြစ်ပါဘူးလို့ပြောလို့ရှိရင်ဇုတ်ကိုဟုတ်ခိုင်းဖြစ်ခိုင်းနေလို့ပဲငါတို့လည်းဘယ်လိုပြောအောင်မသိတော့ အေးကွာဦးကြီးလာဦးတော်နိုင်လည်းပါလာတာဟုတ်အေးကွာ ငါမင်းရောက်နေတဲ့ဆိုတော့ငါမင်းတွေ့ကျင်နေတာကိုကြီးချီရောက်သွားတော့မင်းတို့နဲ့တွေ့ဖို့ရှိတယ်လိုက်ခဲ့ဆိုတော့ငါလိုက်လာတာ ကျွန်တော်တို့လာမှာပေါ့ဗျာအေးစင်းနဲ့လာတိုင်အောင်မှာမလားဒီမှာကျွန်တော်တငယ်ချင်းတွေပါလာတယ်သူကတော့ကြောက်ခိုင်းသူကတော့ဒုက္ခတဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါဗျ ဦးညီနဲ့တော့မိတ်ဆက်ပြီးပါပြီ ဟုတ်ကဲ့ငါ တို့တော့ ဟိုကလေဒီမှာအေးဆေးပဲမို့လားမင်းတို့ဘယ်တော့ကြာကြာနေဦးမှာ ဩအရန်တော့လည်းမကြပါဘူးအလုပ်ကလည်းတစ်ဖက်လောက်ပဲခွင့်ရတာမင်းတို့လည်းမိတ်ဆက်ပေးရအောင်မယ်ဒါကတော့ငါတို့ရဲ့ရွာရဲ့အုပ်ချုပ်ရေးမှုဥတော်တာလေ ဟုတ်ကဲ့ပါ ကျွန်တော်တော်တာပါ ဟုတ်ကဲ့ပါဗျာဟုတ်လေရွာမောအေးစေးပဲ အေးဆေးပဲလားဆိုတော့လေအေးဆေးလို့ပဲပြောရမှာပေါ့နော်ဒါပေမဲ့လူတွေတော့တိတ်မစုံတော့ဘူးကွာသူတစ်ပြည့်လူငယ်ပိုင်းတွေပေါ့ လူငယ်တွေမစုံတာတော့ကျွန်တော်တို့ရွာပဲမဟုတ်ဘူးကိုကျော်ခိုင်ရင်တခြားရွာတွေပါမစုံတော့တာ လိုင်းပေါ်တော့လည်းသတင်းရလည်းစုံနေရပါပဲအခုဦးညီတို့ရွာတော်မှာလိုင်းပေါ်မှာပြာကျနေပြီဆိုတော့ကျွန်တော်အာယူကိုမေးကြည့်ရတယ်ဒီကောင်ရွာနဲ့အဆက်အသွယ်ရတယ်အဲ့တော့မှတော်ပါသေးတယ်ဗျာ ရွာမှာတော့ကြီးကြီးမားမားဘာမှမဖြစ်ပါဘူးဒါပေမဲ့ခုနကငါပြောသလိုလူငယ်ပိုင်းပေါ့အလုတ်သွားလို့မယ်ဆိုပြီးပျောက်သွားတာဘာသတင်းမှမရတော့မင်းကြီးတက်ဦးမောင်တော်ဘာတွေညာတွေဖြစ်တော့တော်ရဲသွားမယ်ဆိုတော့ငါမလည်းထန်ထိန်ထားတာ ဟဲ့မင်းတိုးရဲပါသွားလို့ပါ အဲ့ဒါလေနားယောင်တာအေးနားယောင်တာ
ဟိုကောင်စံခဲတို့သုံးကြောင့်ဒီကောင်မှနားရောက်သွားတာ ဆိုင်ကြီးဟုတ်တယ်ဘာထူးလဲရော ဘာမှမထူးအကြောင်းလည်းမပြောင်း ဟေ့အเจ้าပြန်တယ်လို့ပြောအောင်မင်းကိုဆက်သွယ်မဲ့လူပါအောင်အကောင့်ဆက်သုံးလို့လား ဟာသူလည်းငါ့လိုအကောက်တူကွာ အကောင့်ဘာလို့မင်းဘယ်လိုလုပ်ပြန်မှာတော့လို့ဆောက် ဒါပေမဲ့သူတင်တဲ့သတင်းတွေကအကုန်မှန်တယ်လေ ဩမင်းကလည်းမင်းတော့မှလေအကောင့်တူတွေနဲ့ဟိုအချင်းငက်သူလေးတို့ဘာလို့မင်းလောက်ပြီးလောက်နေရ အ လဲ ကောင့်ပေါင်းတော့လေ တစ်ဖက်ကောင်မင်းကိုအကောင့်စစ်ချပြမှာလားဟဲ့ငတုံးက ဘာပဲပြောငါတို့တင်လိုက်တဲ့ပို့တွေမှန်သမျှအကုန်လုံးလိုက်တယ်အများကြီးပဲရတယ်လေ ဟေးဘောဟို live တွေအများကြီးရတော့ကွာပြောဒါပေမဲ့ဟို၄နှစ်တာကာလအတွင်းမှာလေအမေရိကကိုသွားတဲ့လူတို့အော်စီကိုသွားတဲ့လူတို့အကုန်လုံးတော့အဆင်ပြေနေပြီနော် အော်ငကိုတွေကမင်းတို့ငါပြောတယ်လေမင်းတို့ကငါပြောတယ်လေ ဘာပြော ဟမ်အခုမှမင်းတို့အားကြမနေနဲ့အစတွေကတော်ရဲသွားပြီးလက်တောင်ချောင်းထောင်လိုက်ပြီးနေပြီ မင်းတို့နေရာပါဇက်ပိတ်ထားလိုက်မင်းတို့နေရာလုံးပါဇက်ကိုပိတ်ထားလိုက် ဘာပြော ဟမ်ငါအစောကြီးတဲ့တော်တဲ့ကိုသွားပါမယ်ပြောတော့မွေးကြောက်တယ်လေချိန်ကြိုက်တယ်လေနဲ့ ဟာဟိုအေးဟုတ်ပါပြီမင်းပြောတယ်လို့ပေါ့ဟိုတော်တဲ့ကိုသွားပါပြီတဲ့ဟမ်ဘယ်သူကကြိုးဆိုပြီးဘယ်သူကတာဝန်ယူမှာလဲငါကြားထားတဲ့သတင်းအရာလေနေဆက်မှာတဲ့လူတွေထောင်းနေတောင်းနေချီပြီးတော့ပိတ်မိနေတာတဲ့ဗျာတိလားမင်း မင်းကွာအဲ့ဒီဟုတ်လို့လား ပြောလားမင်းတို့သုံးကောင်တိုင်ပတ်နေဟုတ်လားဟမ်ကိုယ်တိုင်လည်းဘာမှမလှုပ်တတ်ဖဲနဲ့ကွာ ဘာလို့တိုင်ပတ်အေးကျွန်တော်တို့အခွင့်အရေးမပေးလို့ကျွန်တော်တို့ကအခွင့်အရေးပေးလိုက်ကြည့်ဟမ် အခွင့်အရေး ဟုတ်တယ် မင်းတို့ငါအခွင့်အရေးပေးမှာပေါ့မင်းတို့လက်ထဲကိုတနတ်တက်လက်ထည့်ပေးလိုက်ရင်ဘာလို့ပြင်မလဲဟမ်ဟောလက်ထဲကိုတနတ်တာထည့်ပေးလိုက်လို့ရတော့ကျွန်တော်တို့အတွက်အန္တရာယ်ရှိတယ်လို့ပြစ်ပလိုက်ပါပေါ့ ဟုတ်တယ် လွယ်လိုက်တာကွာအန္တရာယ်ရှိတဲ့ကောင်ဆိုတာမင်းတို့ဘယ်လိုရွေးမလို့ဟမ် လွဲပါတယ်ဗျာလွဲပါတယ်အဲ့ဒီလူကရုပ်ပြက်နေတယ်အမူအရာပြက်နေတယ်ဆိုရင်အန်ရရှိလို့အဲ့ကောင်ကျွန်တော်ကပြစ်လိုက်မှာပေါ့ အယူဟုတ်အန္တရာယ်ပြုတ်မဲ့ကောင်ဟာဘယ်တော့မှရုပ်ပြက်စင်ပြက်မနေဘူးမဲခေါင်းထဲမှာမှတ်ထားဟောတော်ကြောင်တော် ငါတို့လက်တွေကပါသွားတယ် ဟောလူကြီးပဲကွာလောက်ပါ ဘာလို့လောက်ပါသေးလဲကွာ ဟုတ်လေပတ်တော်လူကြီး ဒီဘက်ရောငါကြည့်နေတာကြာပြီဘာလို့တိုးပြောမှာပြောမင်းတက်ထရ3ရင်နဲ့ထွက်လာလို့တော့3ပွင့်နဲ့ထွက်လာရင်ဘယ်တော့လူလဲလုံးလိုက်မလဲမသိဘူးဟုတ်လာစမ်းနေတယ်ဒလန်ဆိုပြီးလက်တို့လိုက်ကြီးကနေဖြစ်သွားမယ် မင်းမင်းကဘသူ့ကိုလက်တို့ပါ ငါလိုင်းမတင်လိုက်မှာပေါ့ကွာသူများလက်သွားတို့တော့ငါတက်တက်ပြတ်တက်သွားမှာပေါ့ ကိုယ်ကနေတော့ကိုသိတယ်ဟဲ့လား နေစမ်းပါကွာ အာယူမင်းတို့ရွာလေးကတာယာလိုက်တာပါအေးစီလေးဒါလည်းမင်းဒီကြောင်ကိုဘာလို့ခေါ်လာ ဒါကငါတက်ခဲ့တဲ့အကြောင်းလေငါတက်တုံးကဆရာမတွေကတော့ပင်းစင်းနေယူကုန်ပြီဒါပေမဲ့ကျုပ်ငါတငယ်ချင်းတွေကတော့ဒီကြောင်မှာဆရာမတွေပြန်လုပ်နေတာမင်းတဲ့ဝီဘာဖြစ်လို့လဲ အာယူခလေးအစာစိတ်တင်လို့ဒေါက်တာမင်းလွေဆေးကပို့မှဖြစ်မယ် လာအဲ့ဆိုမြန်သွားမရမှာဗောလာ ကျေးဇူးတင်ပါတယ်ဆရာမတို့ရေအကွာကြီးကွာကြီးလည်းကျေးဇူးများတင်ပါတယ်ဗျာမပြန်ခင်ကျွန်တော်ဒီတစ်ခါတော့လာလဲပါအောင်လားကျွန်တော်နေ့လည်စာနဲ့အိတ်ခံပါမယ် ရပါတယ်ဗျာကုညီရမယ့်တာဝန်ရှိလို့ကုညီတာပါခလေးကသာ view ဆိုင်လိုက် ဟိုခလေးကမတက်တာသေးလို့အเจ้าမတက်နိုင်ဘူးဆိုရင်ဒေါက်တာမင်းလွင်စီမှာဆေးစာယူပြီးတော့အเจ้าမှာခွင့်လာတိုင်ထားလိုက်ကျွန်မအเจ้าအောင်ကြီးကိုတခြားလေးပြောပေးထားပါမယ် ဟုတ်ကဲ့ပါဆရာမဟုတ်ဟုတ် ကလေးတော့ဘာမှအစိုးရစရာမရှိဘူး။တခုဆိုရင်စေကန်းကိုလာခဲ့လိုက်။တကယ်လို့မလာအောင်ဆိုလို့ရှိရင်ပုံစံစားဆရာလာခဲ့တယ်။ ဟုတ်ကဲ့ကျေးဇူးပါဒေါက်တာဟောအားလုံးကျေးဇူးတင်ပါတယ်ဗျာတောက်ခွင့်ပြုပါအောင်နော်ပါဟုတ် အာယုမင်းတို့ရွာပြန်ရောက်နေတယ်ဆိုတာဥတ္တရာကြီးပြောပြလို့ငါသိပြီးပါပြီကွာ။ငါတော့မင်းတို့စီလာအောင်မလို့ ကိုမင်းလေးရွာမှာစေကန်းဖွင့်နေဆိုတော့ကျွန်တော်လည်းကြားပါတယ်ဒါဘူးလည်းအစီအစဉ်ရှိပါတယ်အခုကတော့တိုက်တိုက်ဆန်ဆန်ဖြစ်သွားတာပေါ့ဗျာဩကျွန်တော်မိတ်ဆက်ပေးရအောင်မယ်ဒါကကျွန်တော်ရဲ့တငယ်ချင်းတွေသူကတော့ကြော်ခိုင်းနဲ့သူကတော့ဒုက္ခဟုတ်ကဲ့ပါဟုတ်ကဲ့တွေ့ရဝမ်းသာပါတယ်အေးမင်းတို့တခါတည်းမိတ်ဆက်ပေးလိုက်မယ်ဒါငါတငယ်ချင်းတွေပဲသူ့နာမည်ကတော့မေသက်တဲ့သူကတော့ဝိကြီးဟုတ်ကဲ့ဝမ်းသာပါတယ် ကဲတွေ့ရတာဝမ်းသာပါတယ်အားလုံးနဲ့ဟုတ်ကဲ့တွေ့ရပါဒီလိုအခြေအနေမျိုးမှာတွေ့ရတာပို့ပြီးတော့ဝမ်းသာပါတယ်
ဟိုရှမ်းဦးမှာရောအချင်းကြီးအေးဆေးပဲလားဟိုလိုက်မမှာတော့တတိနေရစုံနေရပဲကွာ ရန်ကုန်မှာတော့အေးဆေးပါပဲအားလုံးလည်းပုံမှန်နဲ့တွာလာနေကြတာပဲနော် ဟုတ်ပါတယ်ဆရာကောင်းပါတယ် ပေါ့ပါလေ အေးကွာ2021ပြဿနာတွေဖြစ်တော့ငါမြို့တော်ငါတတိရလိုက်ပြီ ကျွန်တော်နေဆက်ရောက်သွားပြီလို့ထင်နေရမှာလားမသွားနိုင်ပါဘူးဗျာကျွန်တော်လည်းဘာဆက်ဖြစ်မလဲလို့အခြေအနေကိုစောင့်ကြည့်နေတာပုံမှန်လင်းလင်းပြောရရင်မပြေလည်မှုအားလုံးရဲ့အဓိကတရားခံနိုင်ငံရေးကြောင့်တစ်ခုလည်းတော့မဟုတ်ဘူးဗျာ ငါသိပါတယ်ကွာဒါမဲ့လူငယ်တော်တော်များများနေရန်စုတ်ခွာသွားကြတယ်ဟိုအဲ့လိုစုတ်ခွာသွားရအောင်လေဟိုတိုင်းပြည်ကအလုံးစုံပြည့်စည်နေရလို့လည်းမဟုတ်ဘူးကွာကဲကွာပြောရင်းနဲ့နိုင်ငံရေးလမ်းကြောင်းကိုရောက်သွားပြီကွာ ဆရာရဲ့ရောက်ပါစေမထူးတော့ပါဘူးပြောလိုက်မှလည်းရှင်နဲ့ပေါ့သွားပါလို့ ဩနင်တို့ညောင်ငါမေးအောင်နင်တို့ရဲ့တောက်လျှောက်ကြောင်းသွားနေရလားကြောင်းမထွက်ကြဘူး ထွက်เสียလားဟဲ့ငါတို့တွေကကလေးတွေကိုစာတင်ပေးခြင်းလို့ဆီယမဖြစ်အောင်ကြိုးစားလာခဲ့ကြရလေစာတင်မို့ကငါတို့အလုပ်ပဲ ဒါနဲ့ဆရာမတို့ကျောင်းမှာရောကျောင်းထွက်သွားတဲ့ဆရာမတွေမရှိကြဘူးလား ရှိတာပေါ့ဒါပေမဲ့အဆင်မပြေကြဘူးလေကျောင်းဆရာမဆိုရဲစိတ်နဲ့ကိုတပည့်ကိုကျောင်းဆိုရဲစိတ်နဲ့ပဲကျောင်းကိုပြန်ရောက်လာကြတာ ပုံမှန်လင်းလင်းပြောရရင်အပြောင်းလဲခဏတာမှစိတ်ရိုင်သွားတဲ့သဘောမျိုးပေါ့ ဆရာမပြောသလိုပါပဲခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပါပြီးတော့ကျွန်တော်တို့လိုပြည်သူတွေဆရာမတို့လိုဝန်ထမ်းတွေအမှုပညာသမားတွေအားလုံးကအတူတူပါပဲပြီးတော့စာဝတ်နေရေးအတွက်ပြည်သူလူထုကတည်ငြိမ်မှုရှိဖို့ကိုပဲဆန္ဒပြင်းပြနေကြတာပါ နင်တို့စင်ရောပြေကြရလား အဆင်ပြေပါတယ်ဆီယမဆိုတော့ဆီယမအလုပ်လုပ်ရမှာပေါ့အရာရာနိုင်ငံရေးနဲ့ပတ်သက်နေရဲဆိုပေမဲ့သူ့ကဏ္ဍနဲ့သူပဲလေ ကဲကျုံတော့ငါလည်းဝင်ပြောအောင်မယ်ငါတို့လိုဆရာဝန်တယောက်ကိုဆေးမကူနဲ့လို့လာတာတိုင်းငါတို့စီဆေးလာကူတဲ့လူနာတွေကိုငါတို့ကဒီတိုင်းပြစ်ထားခဲ့လို့မရတာအဲ့လိုပြစ်ထားခဲ့လို့ရှိရင်ငါတို့ဆေးကြောင်းတော့ကဆိုခဲ့တဲ့သစ္စာစကားတွေကအလဟတ်ဖြစ်သွားမှာပေါ့တကယ်တော့ကွာဆရာဝန်ဆိုတာရန်သူမိတ်ဆွေမခွဲကြပဲနဲ့လူနာမှန်သမျှကိုဆေးကူပေးရမှာငါတို့ဆရာဝန်တွေအားလုံးလည်းတာဝန်ပေးတယ် ဒါဘောဆရာကြီးမှန်တာပေါ့အနုပညာသမားကတော့အနုပညာအလုပ်လုပ်ရမှာပဲအဲ့လိုပဲအတတ်ပညာသမားလည်းအတတ်ပညာအလုပ်ကိုလုပ်ရမှာပဲအဲ့ဒါမှကိုယ်သိထားတတ်ထားတဲ့ပညာတွေနဲ့ဥဆောင်လမ်းပြလို့ရမှာပေါ့ကျွန်တော်ကတော့ဗျာဒီတိုင်းတစ်ပါးကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးလေးကတော့နိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ပဲရှင်းနေတယ်လို့ကျွန်တော်ထင်တယ် ဟုတ်ပြီမင်းတို့သုံးအောင်ခံဝင်လက်မှတ်ထိုးပြီးပြီဆိုရင်တော့ဒေါက်တာမင်းလင်းစီကိုလည်းသွားပြလိုက်ကြအောင်အေးနောက်တစ်ခါဆိုငါမကယ်နိုင်တော့ဘူးနော်မင်းတို့ကတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်နည်းနည်းတော့များနေပြီ ဒါတော့မှကျုပ်ရောက်တာမြန်လို့မင်းတို့ဒီသုံးကောင်လုံးသေပြီ ဟာသေးစရာလားကျွန်တော်တို့ဒီကောင်တွေကိုအသာလေးထိနိုင်တယ် ရှင်းတော့တိုက်လုံဝင်သားလို့ကမဟုတ်ရင်ကျွန်တော်လက်ကတည်းကရာနားနေပါလေသူကတိတယ်ကွာငါလက်ကမရအောင်အဲ့လိုဘရိတ်ကိုထင်းလို့မရအောင်အဲ့လိုလုံးလိုက်ပါအသက်ကလည်းကိုကကျွန်တော်တို့ကရှော့လိုက်လို့သူကကျွန်တော်တို့ကန်လိုက်တာဒဏ်ရာဆိုတာလည်းမဆိုးဘူးတော့နည်းလေးရပါတော့ပြောရ တို့ကိုယ်လျှောက်ပြောကိုမျက်နှာလေးကိုမှန်နဲ့ပြန်ကြည့်ကြ ဦးရလေဗျာသူရဲကောင်ဆိုတာဒဏ်ရာနဲ့တော့ဘယ်ကင်းမှာမလဲဗျာ ဒါကြောင့်သူရဲကောင်းဖြစ်ချင်လို့ဒဏ်ရာနည်းနည်းရအောင်လုပ်နေရ တော်စမ်းပါကွာမင်းတို့တွေသူများတွေကတင်ထားတဲ့ post ကိုဟာဟာသွားပြီလို့ဒီလိုတွေဖြစ်ကုန်တာမဟုတ်ဘူးလား ဟဲ့ဆန်းကြီးမင်းကဘယ် post မှာတွားပြီးတော့ဟာတွားပေးရလဲ ဘာမှမဟုတ်ပါဘူးကွာသူတို့ရွာမှာနေတိုင်းခင်းနေတဲ့လမ်းကိုကွာပုံနေတောက်လျှောက်တင်တာအဲ့တော့ငါအမြင်ကလို့အောက်ကနေပြီးတော့ဟာဆိုပြီးဟာလေးသွားပေးလိုက်တယ်အဲ့ပြဿနာတက်တာ စံကြီးအဲ့ဒါသူတို့ရွာအတွက်သူတို့အလုပ်လုပ်နေတာမင်းတို့ကအဲ့ဒါကိုသွားပြီးတော့ဟာသွားပြီးတော့နဲတော့နဲသေးတယ်ဟမ်ဟေးကြုံတော့တခါတည်းသတိပေးထားမယ်နော်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိတယ်အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကရတွေရှောက်မရေးနဲ့နော်
ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ် ဟာတိုက်တော့ဟာဦးတိုက်တော့တကယ်လော်ကြီးပဲဦးတိုက်တော့အစိုးရပြင်ဆင်ပေးထားတာနော်ပြင်ဆင်ပေးရကြိုးနတ်တယ် ပြောထားနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုပ်တယ်နော်အေးခစ်ပြောင်းသွားတဲ့အထိအောင်မင်းတို့ထောင်ထဲကမထွက်ရပဲနေလိမ့်မယ်ဘောပေါက်လား တော်ပြီကဲမင်းတို့တော့အောင်စလို့ဒေါက်တာမင်းလေးစီကိုတော့ပြဖို့လို့အာရီဗျာမင်းကိုယ်တိုင်ဥဆောင်ပြီးခေါ်ပါခိလက်တာလေးဟုတ်ကဲ့ဟုတ် ဦးလော်ကြီးသွားလိုက်အောင်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာမရှိကြပြီ ကဲသွားတော့ဗာမင်းမလဲကဲသွားခင်ဗျားတို့သုံးပါပါလေဗျာဖြည့်လိုက်ရင်ခံလာရတာကြီးပဲပြီးအကောင့်တူသုံးကြတယ်တဲ့ဟမ်ဟိုဘက်ကအကုန်သိနေပြီနော်ခင်ဗျားတို့ ကျွန်တော်တို့အကောင့်တူသုံးတော့အဲ့ဒီကျွာသိတယ်ပေါ့ ဒီမှာအချင်းငတ်တူလေးတို့ကတော့ခင်ဗျားတို့အကောင့်မလား ဟိုကျွန်တော်တော့လုံးမိတကောင်လေးသုံးတာပါ အချင်းမြတ်သူလေးကကျွန်တော်အကောင့်ကိုဟဲဆရာတော်ကျွန်တော်ဖန်ဖြစ်နေပြီတော့ဒါတော့ပုံမတင်ရသေးဘူး ဟိုဘက်ရွာနေတိရပေါ့ကျမလည်းတိတယ်ကျမတင်တဲ့ post အောင်မှာဗါတဲ့လှလိုက်တာဆီယာမလေးရေဆိုအရှင်မန့်နာမလား ဟုတ်တယ်လာလီတာဆီယာမလေးဆိုကျွန်တော်ဘာဘူးဖြူစင်စုံကောင်းနေကျွန်တော်မန့်လိုက်တာလေးဆီယာမရဲ့ ဒီပါခင်ဗျားတို့သုံးအောင်နော်ရှောက်ရှောက်မလုံးနဲ့အကုန်တိမ်ပတ်ကုန်လိမ့်မယ်ဗျာသဘောပေါက်တယ်နော် ဟုတ်တယ်မကြခင်ရွေးကောက်ပွဲကလာတော့မှာနော်ပေါက်ရရည်လည်းရှောက်မှန်းမနေကြနဲ့ဟုတ်ဒုက္ခရောက်လို့ရှိရင်ဘယ်သူမှကဲမှာမဟုတ်နော်ဥတိုက်ထုံးပြောတာမင်းတို့ကြားတယ်မလားအေး ဟုတ်အဲ့ဆိုဆရာကျွန်တော်တို့သွားလို့ရပြီ သွားတော့နော်ပြန်လို့ရပြီဟုတ်ကဲ့ ဆရာကျွန်တော်ဘာမှမဖြစ်ပါဘူးနော်ဒီနေ့နဲ့ထိုင်တာဟုတ် ဖြစ်ပါနော်ဟုတ်နော်ခံနေကြဆက်ခံလိုက်ဟုတ်ကဲ့ဟုတ်တယ် ဆီယာမလေးဘာဘူးဖြူစင်စုံကောက်ဆိုကျွန်တော်ကောက်ဒီကအမှန်ပုံတင်လိုက်မှာဘာပဲဝင်မမှအဲ့ဒါကျွန်တော်ပဲနော်ဟုတ်တယ်ဆီယာမလေး ဘာအထိုးခံရတာမျက်နှာပြောင်းသွားသေးတယ်ကွာဘာပေါင်းနေမှမသိဘူးကဲဘာယူညဒီရွေးကောက်ပွဲဘယ်လိုနေလဲပွင့်နေ တိုင်းပြည်ရဲ့ရွေးတစ်ခုကိုတွားနေတာကတော့အမှန်ပဲဗျာအဲ့ဒါကြောင့်လေဒီရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေတာ ကိုမင်းလေကျွန်တော်သိတဲ့လောက်လေးတစ်ခုလောက်တော့ဝင်ပြောပြစီအခုကျွန်တော်တို့ရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေကြတယ်ဆိုတာကဒီစစ်တပ်ကအာဏာထိန်းတော်ကိုစိတ်ဝင်စားနေကြတာအဲ့တော့ဒီလိုကိစ္စတွေကကမ္ဘာနိုင်ငံအသီးသီးမှာလည်းဖြစ်နေကြပဲလေအဲ့တော့အခုစစ်တပ်ကအယက်သားအစိုးရကိုအာဏာပြန်လွှဲပေးမလွှဲပေးဘူးတစ်ကမ္ဘာလုံးကစောင့်ကြည့်နေကြတာ ပြီးတော့ပြည်သူတွေမတည်သေးတဲ့တချို့ကိစ္စတွေကလည်းရှိနေကြသေးတော့ပြည်သူရေးကပို့ပြီးတော့ရှုပ်ကုန်ကြတာပြီးတော့လည်းဗျာချိုးထားတဲ့ဖဲတိုင်းလည်းမဝေမိကြတော့အကုန်လုံးကအကန်နေဖြစ်ကုန်ကြတာဗောဗျာ အဲ့ဒါကြောင့်မလို့လေဒီရွေးကောက်ပွဲကိုလုပ်ဖို့စီစဉ်ကြတာပေါ့ဗျာဒီခက်တာဗျာအခုရွေးကောက်ပွဲလုပ်ပြန်တော့လေဒီရွေးကောက်ပွဲကအတူရအောင်အဲ့ဒါဆိုရင်မင်းတို့လာပြီးတော့ရွေးကောက်ပွဲဝင်ကြဝင်ပြိုင်ကြဆိုတော့လည်းမဟုတ်ဗျာဟာ ခတ်တော့ခတ်တယ်ဂျားတွေကကျွန်တော်တို့ပြည်သူတွေကလေဂျောင်ပိတ်ပြီးတော့ရိုက်ခံနေရတာဒီကြားတဲ့နိုင်ငံရေးသမားတွေကလည်းသူတို့ပြောတဲ့အတိုင်းလို့သူတို့ခိုင်းတဲ့အတိုင်းလုပ်ဆိုတာကြီးပဲအဲ့လိုကြောက်လည်းမဟုတ်သေးဘူးလေဗျာကျွန်တော်လုပ်ချင်မှလုပ်မှာပေါ့မဟုတ်ဘူးလားမီတာကဆောင်းတာအစားပွဲလန်းသပင်လုပ်တာအဆုံးဘာဖြစ်ဖြစ်အပြစ်ကြီးပြောနေတော့တာ အေးကွာဒီဘာဖြစ်ကွာဒီရွေးကောက်ပွဲဟာငါတို့ပြည်သူတွေအတွက်ထွက်ပေါက်တစ်ခုပဲကွာဒီထွက်ပေါက်ကိုငါတို့ကောင်းကောင်းအသုံးချမှာဖြစ်မယ်အေးအသုံးချတတ်အောင်လေပြည်သူတွေကိုအသိပေးမှာဖြစ်မယ်ကွာ ပြည်သူတွေကသိပါတယ်ဘာမှမသိတဲ့ဖိအားတွေကြောင့်လားပြည်သူတွေကလန့်နေ အာယုနင်အခုလာမဲ့ရွေးကောက်ပွဲကြရင်ဘယ်ပါတီကိုမဲပေးမယ်လို့စဉ်းစားထားတယ် နင်ဘာလုပ်မလဲ ငါနဲ့တူနေမလားလို့လေ ကျွန်တော်ကတော့ပါတီကိုလည်းမကြည့်ဘူးလူကိုလည်းမကြည့်ဘူး
တကယ်တိုင်းပြည်ကိုအကျိုးပြုမဲ့လူကိုပဲကြည့်ပါဘယ်သူမှတော့တိုင်းပြည်ကိုပျက်စီးအောင်မလုပ်ကြဘူးပျက်စီးအောင်မလုပ်ချင်လို့လဲကျွန်တော်တို့အခုရွေးကောက်ပွဲလမ်းစဉ်ကိုရွေးထားတာပေါ့အဓိကကတော့လူရွေးမှန်ဖို့ပဲလိုတယ်လူရွေးမှန်မှလူမှန်ရမှာ လူမှန်ရမှလမ်းမှန်ရောက်မှာပေါ့ ကြောက်မလား အေးဟုတ်တယ်ဗညာလည်းပါတယ်ကွာ မိဘဒီကောင်ကြီးတိုးရရောက်သွားတာမဟုတ်ဘူးလား အေးဟုတ်တယ်လေ ဘလို့ရွာပြန်ရောက်နေတာဟုတ်တော့မဟုတ်သေးဘူးနော်တခုခုတော့တခုခုပဲ မင်းတို့လည်းငါတကယ်အံ့ဩတယ်ကွာဒီရွာမှာနေတယ်ဒီရွာရေကိုတောက်တယ်ပြီးတော့ဒီရွာကိုမင်းတို့ဘုံတောက်တယ်မင်းတို့ရွေချက်ကဘာလဲဟမ် ကျွန်တော်ရွေချက်ခံချက်ကရှင်းတယ်လို့တော်နေပြီ မင်းတို့ဟာအဲ့ဒီလိုလုံးမတော်လန်ရေးလားဟမ်အခုမင်းတို့ကြောင့်ကလေးတယောက်ဒုက္ခရောက်သွားတယ်မင်းတို့ဘာလုပ်ပြီဟမ် ကျုပ်တို့လည်းအဲ့ဒီလောက်တော့မဟုတ်စိတ်ရနာရှင်ကိုလုပ်တယ် ဆရာနာရှင်အဲ့ဒီစကားကိုသိတ်နားမလဲလို့ရှင်းပြတာပါ မင်းတို့မှာအဖြစ်မရှိဘူးဆိုတော့ငါသိအေးအဖြစ်မရှိအောင်လည်းမင်းတို့ကိုမင်းတို့လုပ်နေတာကွာ ဟာကျုပ်မှာပြေးရှိတယ်ဗျအဲ့ဒါဒီမိုကရေစီပဲစစ်မှန်တဲ့ဒီမိုကရေစီကိုရချင်လို့ကျုပ်တို့လုပ်တာ ဒီမှာဘုံထောင်တိုင်းတော်လန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့အတိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လန်ရေးဖြစ်တော့မှာပေါ့ကွာ ဟာအဲ့ဒါလည်းငါတို့မသိငါတို့ကတော့ငါတို့လုပ်ငါတို့ထုံးပါအခုလေမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲကြီးကိုငါတို့ဘက်ကမရရအောင်ဖြတ်အဲ့ဒါတော်လန်ရေးပဲ ဘာဖြစ်လို့ဖြစ်ချင်တယ်လဲကျော်ရွေးကောက်ပွဲဖြစ်မှမင်းတို့လိုချင်တဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်ပွဲလည်းမလုပ်ရဘူးဆိုတော့သက်ဆိုင်ရာတွေကဘာဆက်လုပ်ရမှာတော့အေးမင်းတို့သိထားမှာကစစ်ရေးနိုင်ငံရေးပြိပက္ခတွေကိုအဆုံးသတ်ပေးနိုင်တာရွေးကောက်ပွဲကဲကိုတော်ရကျွန်တော်တို့ရှေ့ထွက်မှာပဲရတော့ဘာဖြစ်လို့ရှေ့ထွက်တယ်လို့သုံးလုံးရတယ်လဲဆိုတော့ဒါကိုယ့်ရဲ့ကိုယ့်ရွာဖြစ်နေတယ်ရေပြင်ချင်းတွေကိုဘာမှမသိပဲနဲ့ဘိုင်းပေါ်မှာရေးချင်တာရေးနေကြတာနားမရဘူးကျွန်တော်တို့အားလုံးပြောပြမှာပဲရတော့မယ် ကိုမင်းလင်ပြောတာဟုတ်တယ်ဗျာမကြခင်ရွေးကောက်ပွဲကလာတော့မှာအခြေအနေတစ်ခုပြောင်းလဲအောင်စူးစမ်းနေတဲ့လူတွေကိုသူတို့ရဲ့ရန်သူဖြစ်နေတတ်မှတ်နေတာတော့မှားနေတယ်ကျွန်တော်တို့ကအဲ့ဒါကိုထောက်ပြပေးရမှာ ပြတာပြလို့ရတယ်ကွာဒီနိုင်ငံလုံးတိုင်းနိုင်ငံနဲ့ကြတော့လွယ်ပါမလားအာယူ မင်းရလေကွာအဲ့ဒါကတော့ကိုဒေတာကိုထိန်းရမှာပေါ့အဲ့လိုမှမလုပ်ဘူးဆိုရင်လေရွေးကောက်ပွဲနဲ့ပြည်သူကအလန်းဝေးသွားလိမ့်မယ်လေ မဝေးပါဘူးပြည်သူကလည်းရွေးကောက်ပွဲကိုဖြစ်စေခြင်းနေတာပါ အခုလာမယ့်ဒီဇင်ဘာ28ကိုလည်းရွေးကောက်ပွဲနေ့ကြီးကြီးညာပြီးပြီနောက်ပြီးတော့ရွေးကောက်ပွဲဟန်တာနှောက်ယှက်တဲ့သူတွေကိုလည်းပဲအရေးယူမဲ့ဥပဒေတွေပုံမှန်တွေထုတ်ပြန်ပြီးပြီတိတ်လည်းစိတ်ပူလိုပါဘူး စိတ်မပူလို့တော့မရဘူးတော့ဦးလေကြော်အောင်တို့ဗညာတို့လူမျိုးတွေထပ်ပေါ်လာမှလည်းစိုးရင်ရတယ်ဗျာဒီငကောင်လည်းဗျာဘလို့စိတ်ကူးနေမြတော်တဲ့ဝင်သွားလည်းမသိပါဘူး
ဘယ်လိုစိတ်ကူးတဲ့တော်ရဲဝင်ရမှာလဲစစ်တပ်ကအာဏာထိန်းတဲ့အချိန်မှာဒီကောင်တကောင်ကစာနာပြပွဲတွေကိုလိုက်တယ်ပြီးတော့ရွာကိုလည်းပြန်မလာရဘူးအဲ့မှာဟိုတိုးမောင်ဆိုတဲ့ကောင်နဲ့တွေ့ပြီးတော်ရဲပါသွားတာပဲအဲ့ဒါပဲငါကြောက်ဘာလို့ဘယ်လိုလုပ်ရွာလည်းပြန်လို့မရတော့အကုန်လုံးကုန် ခုမှတော့ဘိုးကြီးလာလုံးနေဘယ်တော့ငါပြောသားပဲစောကြီးတဲ့အဲ့လောက်ထိဝင်မပါနဲ့လို့ပြောတယ်ကိုရှောက်ကုန် ဟဲ့မင်းတို့နှစ်ကောင်ကလိုက်ရှာနေ မကြောနေတော့လေကွာကြီးတက်နေကိုကြီးဟုတ်နေပါ မင်းတို့ကရွာပြန်လို့မရတော့မလားဟမ် ကဲရွာပြန်ကျွန်တော်တို့အကုန်ဆွဲစည်းတော့မှာဗျလှုပ်ထားရတော်တော်များသွားပြီ ဟဲ့ဟောဥတော်လိုက်ဒီဆက်သွယ်ပြီးတော့ခံကလေးလက်မထိုးလိုက် အာခံဝန်ဂတိတွေမှာလက်မှတ်ထိုးမနေနဲ့နော်မင်းတို့ခံဝန်ဂတိလက်မှတ်ထိုးတယ်မင်းတို့စောင့်ကြည့်ပြီးတော့ဆွတ်စီမှာပဲ ဒါဆိုကျုပ်တို့ကဘာလုပ်အောင်မလဲဗျာ မင်းတို့တော်တော့သွားကွာစစ်တပ်တန်းနဲ့ပါတက်လာပြီးနိုင်ငံရေးခိုးလို့ကွင်းတောင်းအမေရိကန်ရောက်အောင်တို့ဒါပဲရှိတာလေ ဟောကျုံတော့ဘယ်ကူညီမှာလဲကူက ငါကူညီမှာပေါ့ငါကူညီမှာမလို့မင်းတို့လိုက်ရှာနေတာလေ ကိုတို့မအခုထမင်းစားဖို့တော့ပြဿနာတက်နေရနော် မပူနဲ့အဲ့ဒီဟာတော့ကတော့အေးစိတ်မိုင်းတာတွေငါကူညီပေးမယ်လို့မင်းတို့ပြောပြီးသားကွာ အဲ့ဆိုတော်ရရောက်ရင်ရောကျုပ်တို့ကဘာလုပ် မင်းတို့ကမှစစ်တပ်တန်းတွေပါတွေတက်ပြီးရင်မင်းတို့ရဲ့လှုပ်ရှားမှုအားလုံး Facebook ပေါ်မှာတင်အဲ့ဒီမှာနိုင်ငံရေးခိုးလို့ကွင်းရောက်အောင်တောင်းရှင်းလား အဲ့လောက်မလွယ်ဘူးထင်တယ်နော် လွှဲအောင်ငါလုပ်ပေးမယ်ငါလုပ်ပေးနေရတယ်အများကြီးပဲငါကူညီပေးတာတို့အကုန်လုံးအစီတို့အမေရိကတို့အကုန်လုံးရောက်ကုန်ကြပြီမင်းတို့နှစ်ကောင်ကြောင့်မှတိုင်ပတ်နေတယ် ဒါကတော့သူတို့သမိုင်းသူတို့ရေးတာပဲလေဘယ်တက်နိုင်မှာမလို့ကျိုးတို့ကလည်းကျိုးတို့သမိုင်းကိုရေးရမှာပေါ့တကယ်တမ်းကျတော့တိုင်းပြည်တစ်ခုရဲ့အရွေးကောက်ပွဲဆိုတာပြည်သူလူထုရဲ့ထွက်ပေါက်တစ်ခုဆိုတာရဲ့ပြီးတော့စစ်တပ်အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်ဖို့လမ်းစာဆိုတာကိုကျိုးတို့ရွာလူကြီးနားလည်အောင်လို့အစည်းအဝေးခေါ်ပြီးတော့ပြောပြရင်ကောင်းမယ်နဲ့တူတယ်ကောင်း ဒီနေ့စည်းဝေးကိုတက်ရောက်လာကြတဲ့ရပ်သူရွာသားတွေအားလုံးကိုကျေးဇူးတင်ပါတယ်အစည်းဝေးဆိုတာတဲ့ကျွန်တော်တို့ရဲ့ရပ်သူရွာသားတွေကိုနားလည်ရှင်းလင်းအောင်ကျွန်တော်တို့ကပြောပြနေတာပါဒါကြောင့်မလို့လဲဒေါက်တာမင်းလင်းတို့လိုဦးတိုက်ထွန်းတို့လိုရွာကိုပြန်ရောက်လာတဲ့အာယုတို့လိုသူတို့တွေရဲ့အကြံပေးချက်ရကျွန်တော်တို့ဒီလူပွဲလေးကိုစီစဉ်လိုက်ရတာပါကျွန်တော်အနေနဲ့ဘလောက်ပဲပြောချင်ပါတယ်မင်းလည်းပြောပါဦး ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပုံပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ရွာသားဖြစ်တဲ့ကျော်အောင်နဲ့ဗညာပေါ့လေသူတို့နှစ်ယောက်ဒီဘုံထောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်သူတို့ကဘာဖြစ်လို့ဒီဘုံကိုထောင်ရလဲဆိုတော့ကျွန်တော်ဒီဇင်ဘာ28မှာကျင်းပမယ်ရွေးကောက်ပွဲကိုဒါနှောက်ရက်အဟန့်အတားဖြစ်အောင်ဘုံထောင်တာပါတဲ့အဲ့တော့ဗျာအခုလိုမျိုးသူတို့ဒီလိုဘုံတွေထောင်လိုက်တော့ရောတနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပမယ်ရွေးကောက်ပွဲကြီးကပျက်စီးသွားမှာမဟုတ်တာအဲ့တော့အခုလိုမျိုးဒဏ်ရာအနာတရားဖြစ်မဲ့ကိစ္စတွေသွေးထက်တန်ရုံဖြစ်မဲ့ကိစ္စမျိုးတွေအသက်ဆုံးရှုံးရမဲ့ကိစ္စမျိုးတွေကိုမလုပ်ကြပါနဲ့ဗျာလုပ်ဖို့လည်းမတိုက်တွန်းကြပါနဲ့ကျွန်တော်ဆရာဝန်တယောက်အနေနဲ့အနုညွတ်တောင်းပန်ချင်ပါတယ် ဆရာကျွန်တော်တခုလောက်မေးလို့ရလားမသိဘူးဒီရွေးကောက်ပွဲကအတုအယောင်ဆိုကျွန်တော်ပြောတာမဟုတ်ဘူးနော် အတူအယောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်တယ်မှာမဟုတ်လို့လဲဗျာ အမှန်မောဆရာ ပြီးရင်ဒီရွေးကောက်ပွဲကစီကန်းကိုတော်တော်တင်းကျပ်ထားရလို့သိရပါတယ် အဲ့တော့ကျိုးတို့ရွာသူရွာသားတွေကိုကျုပ်တစ်ခုလောက်မြည်ပြရစီအခုဖြစ်ပြနေတဲ့နိုင်ငံရေးအခြေအနေတွေပြည်ပခါတွေကိုလည်းခင်ဗျားတို့သိပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့စစ်တပ်အုပ်ချုပ်တဲ့အောက်မှာခင်ဗျားတို့ဆက်ပြီးနေခြင်းလားဒါမှမဟုတ်ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမလားဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမယ်ဆိုရင်တော့အခုကျင်းပမဲ့ရွေးကောက်ပွဲမှာခင်ဗျားတို့ကြိုက်တဲ့ပါတီကိုမဲပေးလိုက်ကြပါကျုပ်ကတော့ဒီလောက်ပဲပြောချင်တယ် ကျွန်တော်အကြံပြုချင်တာကျွန်တော်တို့နိုင်ငံရဲ့အပြောင်းလဲအရွေးတစ်ခုဖြစ်တယ်ဒီရွေးကောက်ပွဲကိုမဲပေးတာကျွန်တော်တို့ပြည်သူတွေအားလုံးရဲ့ထွက်ပေါက်တစ်ခုဖြစ်တယ်ဆိုတာပါပဲပြ
ပြီးတော့ကျွန်တော်တို့နိုင်ငံမှာစုံရှုံနစ်နာခဲ့ရတဲ့နှစ်ဖက်လူငယ်နဲတာမှမဟုတ်ပဲဗျာဒီလိုတွေမဖြစ်ပဲနဲ့အားလုံးအေဂျင့်နေဖို့ဆိုရင်အစိုးရအသစ်တရက်မြန်မြန်ပေါ်ပေါက်လာဖို့လိုပါတယ်အဲဒါကြောင့်အားလုံးပဲပါဝင်ပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့နည်းနည်းဖြစ်စွပြီးတော့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့အားလုံးကလည်းဒါဒီတိုင်းပြည်မှာနေတဲ့လူတွေဖြစ်ကြပါတယ်အဲ့တော့ဒီတိုင်းပြည်ရဲ့အရွေးဟာကျွန်တော်တို့အားလုံးပေါ်မှာမူတည်နေပါတယ်ခင်ဗျာအဲ့တော့အခုဆိုရင်ကျွန်တော်တို့ဒဏ်ရာတွေများနေတဲ့ကျွန်တော်တို့တိုင်းပြည်ကိုပြန်လည်ကုစားနိုင်ဖို့အတွက်ဆေးရတွေ့နေပြီဗျာအားလုံးဝိုင်းဝန်းပြီးတော့ဒဏ်ရာတွေပျောက်ကင်းသွားအောင်ကူညီပေးကြပါနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကျွန်တော်တို့အသေးကြားကမဲတပြားဒီတိုင်းပြည်အတွက်ပါကဲဒါလို့ဆိုရင်ကျွန်တော်တို့ရွာသူရွာသားတွေရွေးကောက်ပွဲဘယ်လောက်အရေးကြီးတယ်ဆိုတာသဘောပေါက်ကြမှာပါအဲ့တော့ဒီရွေးကောက်ပွဲကြီးအောင်မြင်ဖို့အတွက်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြဿနာတွေအားလုံးကိုဖြေရှင်းနိုင်ဖို့ပြီးတော့ကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်ဘဝတွေတာယာလှပဖို့တိုင်းပြည်ရဲ့တမိုင်းဒုံဆိုင်ပြီးခြေတက်နိုင်ဖို့အတွက်လာမယ့်ရွေးကောက်ပွဲမှာကျွန်တော်တို့ခမရတို့တွေအားလုံးမဲပေးကြပါစို့လားဗျာဆုံးဖြတ်မှန်းနဲ့ပဲပဲရကြမယ်လေပုဂ္ဂိုလ်လွဲဆန္ဒတွေအစိုးရသမားတွေအမိမတူရင်ရက်စသွားရမှုပဲဒီကိစ္စမျိုးတော့မကြည့်ဘူးဒီလူတွေစင်နွဲဒီလူတွေတော့ပွဲသူကြီးစန္ဒပေါ်ထုတ်ကြမယ်ပွဲဒီလူတွေစင်နွဲဒီလူတွေကပွဲသူကြီးစန္ဒပေါ်ထုတ်ကြမယ်ပွဲလာမယ်ခရီးတွေအချမ်းဖက်နီးနဲ့ဒီမရှိနိုင်တာသိတဲ့ဒီမို့လေအနာဂတ်ကြီးကတမိုင်းကိုသုံးဆိုင်လို့ရှိတဲ့ကြပြီအခွင့်အရေးရဲ့ဒီငြိမ်းချမ်းစွာနေတဲ့ညကိုဘယ်ရွယ်ချီဒီမိုကရေစီ